နေဝင်ပြီးဆိုရင်ကိုလေးကိုခြင်းနဲ့ဒီမာနာခြင်းသောဆွေးအားလုံးပဲမင်္ဂလာပါခင်ဗျာတချင်းနားထောင်ရတာကိုချစ်တဲ့သူတွေအတွက်အတန်ထွက်လဲကောင်းရမယ်တိတ်ဆောင်ရတာတွေလွယ်မယ်စပီကာလေးတစ်လုံးရှာနေတယ်ဆိုလို့ရှိရင်တော့ Hoco ရဲ့ HD1 Pro စပီကာလေးကမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်ခင်ဗျာ Hi-Fi audio quality ဖြစ်ပြီးတော့ multiplay mode အနေနဲ့ Bluetooth, TF-cat, USB disc, AUX, FM radio အထိ5မျိုးအသုံးပြုလို့ရပါမယ်ခင်ဗျာ Portable design ဖြစ်ပြီးတော့လက်ကင်ကျူလေးပါတာမို့လို့ခရီးသွားအိမ်သုံးဆိုင်သုံးအားလုံးတွဲသင့်တော်ပါတယ်ခင်ဗျာ Battery mAh 2400ဖြစ်ပြီးတော့အားဖြည့်သွင်းထားမယ်ဆိုလို့ရှိရင်4နာရီလောက်ထိအသုံးပြုလို့ရပါမယ်ခင်ဗျာ USB ကဖြစ်ပြီးတော့ total 16W output ထွက်ပါတယ်ခင်ဗျာ Bluetooth version အနေနဲ့ 5.4 ဖြစ်မယ် IP84 ဆိုတော့ဒီ speaker လေးကရေဆိုလေးခံပါမယ်ခင်ဗျာ speaker လေးရဲ့အသံထွက်လေးကိုတစ်ချက်ဆန်းပြပေးပါမယ်ခင်ဗျာDon't you get way big now